ဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ဒီမှာလာပြီးတော့နှုတ်ကပတ်တော်ဝင်ငှဖို့အတွက်ခွင့်ပြုတဲ့ဖျားခင်နဲ့တူဆိုတော့တင်းတော်မှာရှိနေတဲ့ဟိုတင်းအုပ်ဘောနော်တင်းတော်ကုံတီအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်လို့ဆိုတော့ကျွန်တော်ဒီနေ့အတူတကွဆင်ခြင်ဖို့အတွက်ကကြတော့ဒီရွေးနှုတ်ခြင်းဆိုတဲ့အရာလေးပေါ့နော်ကျွန်တော်တို့တက်တာထဲမှာရွေးနှုတ်သက်ရှင်ဖို့လိုအပ်တဲ့အရာလေးတွေရှိပါတယ်ဆိုတော့အဲ့ဒီအရာထဲမှာအချိန်ကပို့ပြီးတော့အရေးကြီးတယ်အဲ့ဒီအရာကိုကျွန်တော်တို့အတူတကွဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့သခင်ယေရှုပြောသွားတဲ့နှုတ်ကပတ်တော်တစ်ချက်ကိုကျွန်တော်တို့အတူတကွဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ရှမသက်ခရစ်ဝင်ခန်းကြီး73ခန်းငယ်44 46မှာကျွန်တော်တွေ့ရပါတယ်ဘုရားခင်ကသခင်ယေရှုကကောင်းကင်နိုင်ငံနဲ့ပတ်သက်လာလို့ရှိရင်ဆိုတော့တန်ဖိုးထားဖို့အတွက်လိုအပ်တဲ့အရာပေါ့နော်အဲ့ဒါလေးကိုပြောပြပါတယ်ဆိုတော့ကျွန်တော်တွေ့ရဆိုရင်အတူတူနှုတ်ကပတ်တော်ဖတ်ရအောင်ကောင်းကင်နိုင်ငံသည်နေ၌ပတ်ထားသောဘဏ္ဍာကိုသိတော်သူသည်တန်ဖိုး၍ဘဏ္ဍာကိုစိတ်နှင့်ပါပြီးရာဇနာကိုရောက်၍ထိုရဲ့ကိုဝယ်တတ်၏တနည်းအားကောင်းကင်နိုင်ငံတော်သည်မြတ်သောပလဲတို့ကိုရှာသောကုန်ကဲ့နှင့်တူ၏ထိုကုန်ကဲ့သည်တော်ကိုတိုက်သောပလဲကိုတွေ့သောအခါသွား၍မိမိ၌ရာဇနာကိုရောက်ပြီးထိုပလဲကိုဝယ်၏ဆိုတော့ဒါကဘာကိုတွေ့ရလဲဆိုလို့ရှိရင်ဆိုတော့လေတစ်ခုမှာပေါ့ဒါသခင်ပြောတဲ့ဥမာလေမှာတပန်းနာဆိုတာဖွက်ထားတဲ့အရာပေါ့ဆိုတော့ကျွန်တော်ဒါဗမာတွေမှာလည်းအဲ့ဒီယူဆရရှိဆိုတော့ဂျပန်တွေပါလာတဲ့အချိန်မှာသူတို့ငွေတင်းကားတွေရှိနောက်ဒါတွေကိုဖွက်ပြီးတော့မှသူတို့လေခွက်တွေမှာတော့သွားပြီးတော့မှမြုပ်ထားကြတယ်အဲ့လိုပုံစံမျိုးပေါ့ဆိုတော့အဲ့ဒီလေခွက်မှာပြီးတော့မှအိမ်ဒီချန်နေပြန်ပြီးတော့မှသူတို့အကွက်ရိုက်ပြီးပြန်ဖော်လိုက်တော့မှတ်ထားတယ်ဆိုတော့အပင်ရှိတယ်အဲ့ဒီလေခွက်ဆိုလို့ရှိရင်အဲ့ဒီမှာသွားပြီးတော့မှသူတို့အဲ့လေခွက်ကိုဈေးကြီးကြီးပေးပြီးတော့မှဝေလိုက်တယ်ပေါ့ဆိုတော့ဒီမှာလဲသခင်ဖျားဒီဥပမာကိုပဲပြောတယ်ဆရာယူဒသန်လည်းကျွန်တော်တို့မြန်မာတွေကိုနီးစပ်ဆုံးဖြစ်တဲ့အရာနဲ့သူကဥမာပေးပြီးတော့မှဒါကိုပြောတယ်ဆိုတော့အဲ့ဒီလေထဲမှာထားရတဲ့ဘန်နာကပို့ပြီးတော့မှတန်ဖိုးပူကြီးမှာစိန်နေရွှေတွေပါမယ်ဗဒမြားကအစမြန်မာပြည်မှာလည်းထွက်တယ်ဆိုတော့ဒါတွေရှိတယ်ဆိုတော့ဒါကိုလေထဲမှာထည့်ထားပြီးတော့မှထားတယ်ဆိုလို့ရှိရင်အဲ့ဒီလေကိုတိတယ်အဲ့ဒီလေထဲမှာရှိတဲ့ဘန်နာပူများတယ်ဆိုတော့ဒီလေဘက်ကိုဝယ်ဖို့တွေ့တဲ့အဲ့ဒီသူကဘာသွားလုပ်လဲဆိုလို့ရှိရင်သူ့မှာရှိတဲ့ဥစ္စာအကုန်လုံးရောင်းပြီးတော့မှဝယ်ပြီးတော့မှရွေးနှုတ်တယ်အဲ့ဒီမှာ reading ဆိုတဲ့စကားလုံးကိုသူတို့သုံးပါတယ်ဘာလဲဆိုလို့ရှိရင်ရွေးနှုတ်တယ်ဆိုတာကြတော့တခုခုပို့ပြီးအကျိုးရှိတဲ့အတွက်ကြောင့်မလို့ဒါကိုရွေးနှုတ်လိုက်တာယူလိုက်တာဒါကိုပြောတယ်ကောင်းကင်နိုင်ငံနဲ့သက်ဆိုင်တဲ့အရာအရေးကြီးတယ်ပြီးတော့မှဒါကဘယ်ထိပါသွားမယ့်အရာလဲဆိုလို့ရှိရင်ထာဝရထိပါသွားမယ့်အရာဖြစ်တဲ့အတွက်ဒါအရေးကြီးတယ်ဒါကြောင့်သခင်ယေရှုကဘာပြောလဲဆိုတော့အဲ့လိုအရေးကြီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်တန်ဖိုးထားပြီးတော့မှဒီအရာကိုကိုယ်မှာရှိတဲ့ပိုင်ဆိုင်တဲ့အရာနဲ့ရွေးယူရမယ်ပြီးတော့နောက်တစ်ခုကကျတော့သူပလဲနဲ့ဥမာပေးတယ်ဆိုတော့ပလဲကတော့ဒါကျွန်တော်တို့လေတန်ဖိုးတွေတိတ်မသိဘူးအဲကျွန်တော်တို့သိတာတစ်ခုကဘာလဲဆိုလို့ရှိရင်ကြောက်တယ်ပေါ့နော်အခုဆိုလို့ရှိရင်လေဒါကျွန်တော်တို့အချို့ဆိုလို့ရှိရင်ဒါ social media မှာအများကြီးပြန့်နှံ့နေတာရှိတယ်ဆိုတော့ကြောက်အရိုင်းနေသူတို့ရောင်းတာကြောက်အရိုင်းနေကိုရောင်းလို့ရှိရင်ဓာတ်မီးနဲ့ထိုးကြည့်တယ်ဖားကန်တို့ပြီးတော့မိုးကုတ်တို့မှာဒါတွေတွေ့ရတယ်အပြင်ကနေပဲထိုးကြည့်ရတယ်အဲ့ဒီကြောက်ရိုင်းတုံးကိုပဲနားလေတွေသူကကြည့်ပြီးတော့မှမီးနဲ့ထိုးကြည့်ပြီးဒါအထဲမှာဘာရှိလဲဆိုတာသိနေတချို့တွေကတော်တော်ကျွမ်းကျင်တဲ့သူဖြစ်တဲ့အခါမှာလုတ်တက်ကလည်းရင့်ပြီဆိုလို့ရှိရင်သူကထိုးကြည့်လိုက်တာနဲ့အထဲမှာဒါဘလောက်ရည်သွေးရှိပြီးတော့မှဒါကိုခွဲလိုက်ရင်ဘာရနိုင်နေဆိုတော့သူကသိတယ်သိတဲ့အခါကျတော့အဲ့ဒါကိုဘာလုပ်လဲဆိုလို့ရှိရင်ပြန်ပြီးတော့မှဝယ်တဲ့အခါမှာခုနပြောသလိုသိန်း100လောက်လည်းဖြစ်မယ်ဒါမှမဟုတ်ရှင်လည်းထောင်ချီတဲ့ကြောက်တွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါအရိုင်းလုံးပဲရှိသေးတာဆိုတော့အဲ့ဒါကိုဝယ်ပြီးတော့မှဒီမှာနားလဲတဲ့သူကပြန်ပြီးခွဲထုတ်လိုက်တဲ့အခါမှာဆိုတော့သူကခွဲလိုက်တာနဲ့ဒီကြောက်က
ခုနပြောလို့တိန်းနဲ့ချီပြီးပြန်တန်သွားတယ်အများကြီးဒါတော့မှအတုံးလေးတစ်တုံးလောက်ကိုဒီလိုသွားတာဆိုတော့ဒီမှာလည်းဒါကိုပဲဥမာပေးထားတယ်ဆိုတော့အဲ့ပလဲရဲ့တန်ဖိုးကိုသိတဲ့သူကသူ့မှာရှိတဲ့ဥစ္စာအကုန်လုံးဝယ်ပြီးတော့မှရွေးဝယ်တယ်ဆိုတဲ့ဥစ္စာကိုပြောတယ်ဒါဆိုကျွန်တော်အသက်တာထဲမှာဘာကိုပြောချင်တာလဲသခင်ပြကကျွန်တော်တို့ဘာနဲ့စကားပြောချင်တာလဲဆိုတော့ကျွန်တော်လောကမှာစဉ်းစားကြည့်အောင်လောကမှာကျွန်တော်နေတဲ့အခါမှာကျွန်တော်တို့ကိုကျွန်တော်မပိုင်ကျွန်တော်ဒီကိုခန္ဓာကိုလည်းကျွန်တော်မပိုင်ပြီးတော့ကျွန်တော်တို့အသက်တောင်ကျွန်တော်မပိုင်အခုမြင်နေရတဲ့ဥစ္စာတွေကျွန်တော်မပိုင်ဆိုင်ပါတယ်ဆိုတဲ့ဥစ္စာတွေဘာတစ်ခုမှကျွန်တော်ယူသွားလို့ရတာဘာတစ်ခုမှမရှိဘူးကျွန်တော်တို့ဘာကိုယူသွားမှာလဲတရားစဉ်းစားလို့ရှိရင်ဘယ်အရာကကျွန်တော်တို့ ਨੇ အမြဲတမ်းပါမယ့်အရာလဲဆိုတော့ကျွန်တော်တို့မာနကလည်းအဲ့လိုလှည့်စားထားတယ်တော့ကျွန်တော်နိုင်ငံချင်းလေးနဲ့ပူဆိုးပါတယ်ကျွန်တော်စားဖို့နေရေးကိုရုန်းကန်ရတယ်သားသမီးတွေအတွက်ကိုစဉ်းစားရတယ်ဆိုတော့သားသမီးတွေမှာအသက်က18နှစ်ကျော်လာလို့ရှိရင်မိဘတွေအနေနဲ့ပို့ပြီးစိုးရိမ်ရတယ်ငယ်ရွယ်စဉ်ကာလမှာဆိုလို့ရှိရင်လေဘယ်เจ้าမှာထားမလဲဒီကလေးအတွက်ပညာရေးဘယ်လိုလုပ်မလဲကုန်စည်နှုန်းကလည်းကြီးဆိုတော့ဒါတွေစဉ်းစားရတဲ့အခါမှာဆိုတော့စဉ်းစားဖို့မလိုဘူးလားဆိုစဉ်းစားဖို့လိုတယ်ကျွန်တော်ပြောချင်တာစဉ်းစားဖို့လိုတယ်ဒါပေမဲ့ဒီလောကအရာတွေကကျွန်တော်တို့ဖိထားတဲ့အခါမှာကျွန်တော်တို့အရေးကြီးတဲ့အရာခုနပြောတဲ့အရေးကြီးတဲ့အရာတန်ဖိုးရှိတဲ့အရာကိုလေကျွန်တော်တို့ဆင်ခြင်ဖို့မေ့နေလို့မရဘူးဆိုတော့ဒီခါမှာကျွန်တော်တို့ကပြန်ပြီးတော့မှတတိထားဖို့ပြန်လိုလာတယ်ဆိုတော့ဒီလိုခက်ခဲတဲ့အချိန်ကာလမှာပဲဘုရားခင်ကျွန်တော်တို့ဖြစ်စီခြင်းတဲ့အရာရှိပါတယ်ဆိုတော့အဲ့ဒါကိုပြန်ပြီးတော့မှရွေးနှုတ်ယူတတ်ရမယ်အဲ့ဒီအရာပေါ်မှာကျွန်တော်တို့ပြန်ပြီးတော့မှအသက်တာမှာပြင်ဆင်ဖို့လိုအပ်ပါတယ်ဒါကခုနစကားလေးကိုပြန်ဆက်ရရင်ကျွန်တော်တို့ကဒီခန္ဓာကိုယ်တော့မှမပိုင်တော့တဖြည်းဖြည်းနဲ့လူကဘာဖြစ်လာလဲဆိုလို့ရှိရင် expert ဖြစ်လာတာအသက်အရွယ်ကြီးလာတာအမှအသက်30လောက်ထိကသူကအထဲမှာရှိနေတဲ့ဒီ immune system ကကောင်းနေတော့ cell တွေကအသစ်တွေဖြစ်နေတဲ့ခါကျတော့သူကအမြဲတမ်းတိုးတက်နေတော့အရန်ကောင်းနေတာဒါပေမဲ့30ကျော်လာပြီး40 50နာကတ်လာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ယော့လာသူကအကြပိုင်းကိုရောက်လာတဲ့အခါမှာလူကတဖြည်းဖြည်းနဲ့စိတ်ဓာတ်ပါသူကတဖြည်းဖြည်းနဲ့ကျဆင်းလာအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့နိုင်ငံနဲ့သက်ဆိုင်တဲ့ခန္ဓာတွေကလည်းအဲ့လိုလူမျိုးတွေကလေးတွေနဲ့ကြံတဲ့အားနေတဲ့သူတွေကိုပံ့ပိုးပေးတဲ့အရာမပေးထားဘူးဆိုတော့အဲ့ခါမှာကျွန်တော်တို့ကပို့ပြီးတော့မှဖိနှိပ်ခံရတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့လိုအခြေအနေမှာမှကျွန်တော်တို့ကခုနကိုမပိုင်ဘူးကိုယ့်အသက်ကိုလည်းကိုမပိုင်ဘူးပြီးတော့ဒီကမ္ဘာလောကမှာကျွန်တော်အများဆုံးတက်ရှင်အသက်80လောက်ထားခဲ့မယ်ငါကျွန်တော်ဆို50နာနီးပြီနောက်ထပ်အနည်း20ပေါ့ဒါချမ်းစာထဲမှာဖြန်းမြအနည်း20အတွင်းမှာကျွန်တော်ကောင်းကင်ကိုပြန်မယ်တေးကြတယ်ကျွန်တော်သခင်ရှုကိုကယ်တင်မရှိဖြစ်ယုံကြည်လက်ခံတဲ့အတွက်ကောင်းကင်ကိုပြန်မယ်အဲ့ကောင်းကင်ပြန်တဲ့အချိန်မှာကျွန်တော်ဘာတည်သွားမှာလဲကျွန်တော်မပိုင်တဲ့ဥစ္စာပစ္စည်းကျွန်တော်ဘာတစ်ခုမှတည်လို့မရဘူးအဲ့ဒီအရာကိုတော့ကျွန်တော်တို့စဉ်းစားတွေးခေါ်ဖို့အတွက်လိုအပ်လာတယ်ဆိုတော့ကြောင့်သခင်ပြကလည်းဒါကောင်းကင်နဲ့သက်ဆိုင်တဲ့အရာကိုပြောထားသလိုတမန်တော်ကြီးရှင်ပေါလုကလည်းဣဖက်ဩရစာခန်းကြီး9ခန်းငယ်15နဲ့16မှာဒါကိုထပ်ပြီးပြောပြထားတာတွေ့ရပါတယ်ဆိုတော့ဒီအခြေအနေမှာကြတော့ဒါကတမန်တော်ရှင်ပေါလုကထောင်ထဲမှာကြာနေတာယောမထောင်ထဲမှာအဲ့ဒီကနေမှဣဖက်မြို့လှမ်းပြီးစာရေးတယ်ဣဖက်မြို့မှာဒီအာတီမိဆိုတဲ့နတ်ဖျားရှိတယ်အဲ့ဒီနတ်ဖျားကိုကိုးကွယ်ကြတဲ့သူတွေရှိတယ်ဆိုတော့နတ်ဖျားတွေကလည်းအဲ့ဒီခေတ်တုန်းကသူတို့ပူဇော်ပသလို့ရှိရင်ကောင်းကျိုးပေးတာရှိတယ်အဲ့တော့အဲ့ဒီမှာသူတို့ကဒီအမျိုးသမီးတွေပေါ့အမျိုးသမီးတွေကအများအပြားသူတို့ကဘာလုပ်ထားလဲဆိုလို့ရှိရင်ပူဇော်ထားတယ်အချိန်ကာလတစ်ခုထိ3လအချို့ကလည်း1လပေါ့အချို့ကလည်း2နှစ်ချီပြီးတော့မှအဲ့ဒီမှာဘယ်လိုပူဇော်ထားလဲဆိုလို့ရှိရင်သူတို့ ਨੇ အခမဲ့ပေါင်းသင်းဆက်ဆံလို့ရတယ်အဲ့ဒီဥစ္စာကိုလုပ်ထားတယ်ဟာ
အဲ့ဒီအချိန်မှာအယံဝက်ဝက်ကွေးအောင်ဖြစ်နေတာပေါ့ဒီကကျမ်းစာနဲ့ပြောမတရားသောမိထုံအဲ့ဒီနေရာမှာဒါပေမဲ့အဲ့ဒီရက်ဒေတာမှာတရားဝင်ဒီကိစ္စတွေဖြစ်နေတယ်ပြီးတော့နတ်ကိုးကွယ်မှုပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လေခုနဒိုင်နာပေါ့နော်အခုဆိုလို့ရှိရင်ဒိုင်နာနတ်ဖျားလို့ပြောချင်တာဆိုတော့အဲ့ဒီကိုးကွယ်မှုကဘာဖြစ်လာလဲဆိုလို့ရှိရင်ပတ်ဝန်းကျင်ကိုပြန့်နှံ့ပြီးတော့မှလာတယ်ပြီးတော့မှကာမဂုဏ်ခံစားလို့ရတဲ့ဥစ္စာတွေအများကြီးရှိတယ်ဆိုတာတွေ့ရတယ်အဲ့ဒီချိန်ကာလတည်းမှာပြောင်းလဲလာတဲ့ယုံကြည်သူအေဖက်မြို့မှာရှိနေတဲ့အသင်းတော်ကအဲ့ဒီကြားထဲမှာရုန်းကန်နေရတာတက်တန်းကလည်းနှုတ်တယ်ပတ်ဝန်းကျင်မှာခုနပြောတဲ့ကာမဂုဏ်ခံစားခြင်းနဲ့အပြစ်ဒုစရိုက်လောကထဲမှာအများကြီးရှိနေတဲ့အခါမှာတမန်တော်ရှင်ဘောလူကဒီနှုတ်ကပတ်တော်ရေးပြီးတော့မှပို့လိုက်တာတွေ့ရတယ်အေဖက်ဩရဆိုအခန်းကြီး9အခန်းငယ်15နဲ့16မှာထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စေစေမြင့်မြင့်ကျင့်ဆောင်ပြီးအကြောင်းတတိပြုကြလော့ယခုနေ့ရက်ကာလတို့သည်ဆိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလော့โอเคဆိုတော့ဒီမှာဘာကိုပြောလဲဆိုပညာမဲ့လို့မဟုတ်ဘူးဆိုတော့ဒါပညာမဲ့ဆိုတာကျွန်တော်ဒီအတန်းပညာတွေကိုအဓိကပြောချင်နေတာမဟုတ်ပါဘူးဆိုတော့ဒါဖခင်ရဲ့အရှိမပညာရှိနေပညာမဲ့ကိုပြောချင်တာဆိုတော့ဖခင်ရဲ့အရှိမပညာရှိတဲ့သူနဲ့ပညာမဲ့တဲ့သူဆိုတာဒါကျွန်တော်တို့တခင်ရှုပဲပြောတဲ့ဥပမာလေးတစ်ခုရှိတယ်ဒါကျွန်တော် Sunday School မှာသိပါတယ်ကြောက်ပေါ်မှာစောက်သောအိမ်နဲ့သေးပေါ်မှာစောက်တော့ဒါကလေးကြီးကကျွန်တော်သိလာဆိုတော့အဲ့ဒီမှာဆင်ခြင်မယ်ဆိုလို့ရှိရင်အကျဉ်သူအားတဲ့ဆိုတော့အဲ့ဒါလေးတစ်ချက်ကြည့်ခြင်းနဲ့ဆိုရှမတ်ခုနှစ်မှာပါမယ်ရှမတ်ခုနှစ်ခန်းကြီးခုနှစ်ခန်းငယ်24ရာနေဒါလေးကိုတွေ့ရပါတယ်ဒါလေးကိုပဲတူတူကပြန်ဆင်ခြင်ကြည့်အောင်โอเคကျင်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါโอเคရပြီဘာကိုပြောလဲဆိုလို့ရှိရင် तू ကပြောတဲ့စကားကိုကြားတယ်နားထောင်အတိတ်ပဲကကျွန်တော်တို့ဒီနေ့တရားဟောချက်တွေကြားတယ်ကျမ်းစာဖတ်တဲ့အခါမှာဘုရားရဲ့လှုပ်ဆောင်ရမယ့်ခိုင်းတဲ့အရာတွေကိုသိတယ်အဲ့ဒါကြားတာပဲရှိတယ်နားထောင်နေဆိုတာကအဲ့ဒီကြားတဲ့အတိုင်းအသက်ရှင်တာအဲ့ဒီကြားတဲ့အတိုင်းလက်တွေ့လှုပ်ဆောင်တာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ပညာရှိလို့ခေါ်တာအဲ့ဒီသူကကြောက်ပေါ်မှာဆောက်တဲ့အိမ်နဲ့တူတယ်အသက်တာအဲ့ဒီလူရဲ့အသက်တာဒီကြောက်ပေါ်မှာဆောက်ထားတဲ့အိမ်လူမျိုးဖြစ်တယ်လို့ခိုင်းနိုင်တယ်ခုနပြောတဲ့မိုးရွာတဲ့ရေစီးတဲ့လီလာတဲ့ဆိုတာလောကဓာတ်ကြီးကြုံရတဲ့အခါမှာအဲ့ဒီအိမ်ကမပြူလေဘူးလောကဓာတ်ဆိုတာရှိကိုရှိလောကမှာခုနကျွန်တော်ပြောနေတယ်ကျွန်တော်တို့ကြောင့်မှဖြစ်နေရတာမဟုတ်ကဘာရဲ့မှာအခုစစ်မဲ့ဖြစ်ပွားတဲ့အရာတွေတရုတ်မှာရေကြီးတယ်မြေလှုပ်တယ်တာကျိုးလို့ဒုက္ခတွေရောက်တယ်အများကြီးကဘာလုံးမှာဖြစ်နေတာကျွန်တော်နိုင်ငံလေခုနပြောတဲ့ကြက်တဲမှုကြားထဲမှာနေရတယ်ဒါလောကဓာတ်ပဲဒါပေမဲ့ကြားပြီးတော့မှနားထောင်နေသူဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒါကိုဖခင်ပညာရှိလို့ပြောတာပေါ့အဲ့ဒီလူကလောကထဲမှာအသက်ရှင်နေပြီမဲ့ဘာမဖြစ်သွားဘူးလဲဆိုလို့ရှိရင်သူ့ရဲ့အသက်တာမပြိုလဲသွားဘူးလို့ပြောတာကြံ့ကြံ့ခံနိုင်တယ်အဲ့ဒါကိုဖခင်ပညာရှိလို့ပြောတယ်အဲ့ဒါဖခင်ရဲ့သတ်မှတ်တဲ့ပညာရှိနောက်တစ်ခုကကြတော့အောက်မှာနည်းနည်းလေးဆက်သွားမယ်အတိုင်း26မှာအကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ပဲနေ၏ထိုသူသည်တဲပေါ်မှာအိမ်ဆောက်သောလူမိုင်းနှင့်လူသားကိုငါပုံပြမည်โอเคကျဉ်သူကငါပြောတဲ့စကားကိုကြားတယ်ဘာမလုပ်ဘူးလေနားမထောင်ဆိုလက်တွေ့မလုပ်တာကြားပြီးတော့မှနားမထောင်တာဒီအဲ့ဒါ half truth လို့ခေါ်တယ်တဝက်ပဲတမာတရားတဝက်ပဲနာခံတဲ့သူ
အဲ့ဒါကိုဖေကဘာလို့တတ်မှတ်လဲဆိုတော့လူမိုက်လို့တတ်မှတ်တယ်သူလေလောကမှာလောကဓာတ်ခံရတာပဲမိုးရွာတွေရေစီးတွေလီလာတယ်ဆိုတာလောကဓာတ်အကျဉ်သူဒီငါပြောတဲ့စကားကိုကြားပြီးနားမထောင်နဲ့တခင်ဖျားကဥမာပေးလိုက်တယ်သဲပေါ်မှာဆောက်တယ်တကယ်တမ်းလောကဓာတ်ကြုံလဲကြုံလာအောင်အဲ့ဒီအသက်တာအိမ်ဘာဖြစ်သွားလဲပြူလေးသွားတယ်အဲ့ဒီမှာကွာသွားတယ်ဆိုတော့ဒါအခုနအရာနဲ့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါအိဖေဩရစာခန်းကြီး9ခန်းငယ်16မှာခန်းငယ်15မှာထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စေစေမြင့်မြင့်ကျင့်ဆောင်မိအကြောင်းတတိပြုကြလောအဲ့တော့ဒါကိုပြောချင်တာဖျားစကားကိုကြားပြီးနားထောင်ပြီးအသက်ရှင်ပါဒါဆိုမင်းပညာရှိဖြစ်မယ်စေစေမြင့်မြင့်ဆိုတာတည်တည်ချာချာတိတိကျကျနားထောင်ပါဒါတိုက်တွန်းပြောထားတယ်ဘာဖြစ်လို့လဲခုနပြောတဲ့အခြေအနေမတရားသောမိထုံပြုလို့ရတယ်ရောင်းဝယ်ဖောက်ကားမှုတွေအများကြီးရှိတယ်အခုကျွန်တော်တို့အခြေအနေလေဒီအတိုင်းပဲပိုဆိုးတယ်အလေတန်းကျောင်းမှာ WY လို့ခေါ်တဲ့စိတ်ကြွယူသွတ်ဆေးပြားတွေအဲ့အလေတန်းမှာပြန့်နေတာကျွန်တော် Sunday School ကလေး4 ယောက်လောက်ကျွန်တော်ရွာသားကြီးကိုပို့ပေးရတယ်အဲ့ဒါကိုမသုံးလို့ရှိရင်ခင်မမီဘူးဒီလိုပြောတာကိုဗစ်ကာလလေးခဏလေးပိတ်သွားတဲ့အချိန်မှာကျွန်တော်ကလေး4 ယောက်လောက်ကအဲ့ဒီကိုရောက်သွားတယ်တယောက်ဆိုလို့ရှိရင်စကားတွေပြောတာဒီလိုရက်နေနေကိုပြောတာအယံဝမ်းနေစရာကောင်းတယ်လောင်ကစားလာဖုန်းတစ်ချက်ဖွင့်လိုက်အဲ့ဒီမှာကြင်ညာတွေအများကြီးရောက်လာတယ်ကြုံမှုလားသွားစမ်းကြည့်လိုက်ပါဝါပြေးတာရှိသမျှဥစ္စာအကုန်ပြောင်းအောင်လုပ်မှာပြီးတော့မှကြံတဲ့ကဏ္ဍတွေခဲရင်ဆိုးရုပ်ပြဿနာတက်နေတဲ့ကာလကျွန်တော်တို့ကအဲ့ဒီတုန်းကသခင်ရှင်ပေါလုပြောတဲ့ကာလတဲ့ပို့ပြီးတော့မှဆိုးရုပ်တဲ့ကာလဖြစ်နေတယ်အဲ့ဒီအချိန်ကာလမှာကျွန်တော်တို့ဘက်ကဘာလုပ်ရမှာလဲယခုနေ့ရဲ့ကာလလို့ဒီဆိုးရုပ်တော့ကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြတော့ဆိုကာလအချိန်လို့ပြောတဲ့အခါမှာ Greek လို့ကြတော့ तू ကအခုပဲတဲ့အခုအချိန်နဲ့အချိန်ကတန်နေပြီတဲ့ तू ကဒီလိုပြောတယ်ပြီးတော့မှရွေးနှုတ်ပါလို့ပြောတဲ့အခါမှာအဲ့ဒီရွေးနှုတ်ဆိုတဲ့စကားလုံးကကြတော့ तू ကဘာကိုပြောတာလဲဆိုလို့ရှိရင်တခုခုကိုဝယ်လိုက်တာအခုနကကျွန်တော်ပြောတဲ့သခင်ယေရှုပြောတဲ့စကားလုံးနဲ့သွားတူတယ်သခင်ယေရှုကအယံတန်ဖိုးရှိတဲ့အရာကိုလူတစ်ယောက်ကသိတဲ့အခါမှာသူ့မှာရှိတဲ့ဥစ္စာအကုန်လုံးရောင်းပြီးတော့မှဝယ်တယ်ဆိုတဲ့ပုံစံမျိုးအခုလေဒါကိုရွေးနှုတ်တယ်ဆိုတော့ तू အဲ့ဒါကိုပြောချင်တာအခုနေ့ရဲ့ကာလတွေကဆိုးရုပ်တဲ့အတွက်ကြောင့်မလို့ဘာလို့ရမလဲဆိုလို့ရှိရင်ရွေးနှုတ်ပြီးတော့မှအသက်ရှင်မှာဘယ်အတွက်လဲကောင်းကင်အတွက်ဒါကိုပြောချင်တယ်ဒါဆိုရင်ကျွန်တော်တို့အလုံးမလုပ်ရဘူးလားအလုံးလုပ်ရဖခင်သခင်ရဲ့အလိုတော်နဲ့ညီဖခင်စကားအတိုင်းလုပ်လို့ရှိရင်ခဲရင်ဆိုးရုပ်တဲ့ကာလမှာဖခင်သခင်ကကျွေးမှာပို့ပြီးတော့မှကျွေးမှာအဲ့ဒီကာလမှာဖခင်သခင်ကကောင်းစားစီမှာအဲ့ဒါကနမိတ်လက္ခဏာဖြစ်လာလိမ့်မယ်အဲ့ဒါကောင်းကြီးဖြစ်လာလိမ့်မယ်နားထောင်ခြင်းနဲ့သွားတာကျွန်တော်တို့အသက်တာပြိုလဲသွားကြအကြောင်းမရှိဘူးဒါပေမဲ့လောကဓာတ်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့တမာအာဇီဝဆိုတဲ့ဘုရားရဲ့အလိုတော်နဲ့ညီသွားရမယ်အဲ့ဒီကာလမှာသွားနေရင်းနဲ့မှကျွန်တော်တို့ကလောကအရာကိုလည်းဆွဲလန်းလို့မရဘူးလောကအရာကိုလည်းကျွန်တော်တို့တတ်မှတ်နေလို့မရဘူးကျွန်တော်တို့ဆွဲလန်းပြီးတော့မှအသက်ရှင်ရမှာဒီနှုတ်ကပတ်တော်နဲ့ခရစ်တော်နဲ့တမလွန်အတွက်ကိုကျွန်တော်ဆွဲလန်းတတ်ဖို့ရည်ကြည်တယ်မဟုတ်ရင်လောကအရာကကျွန်တော်တို့ပြန်ပြီးလွှမ်းမိုးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပူပြီးတော့မှအထဲမှာပူလောင်မှုတွေပူများတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စီမှာအခုကြားနေရတဲ့သတင်းတွေလောကမှာမြင်နေရတဲ့အကြောင်းအရာတွေဒီကျွန်တော်တို့ဘာကိုတိုးပွားစီလဲဆိုလို့ရှိရင်ဖိစီးမှုကိုတိုးပွားစီတယ်။အဲ့ဒီဖိစီးမှုတွေကကျွန်တော်တို့သွေးထဲမှာလဲပတ်ပြီးတော့မှယောဂါကိုဖြစ်စေနိုင်တဲ့အရာအများကြီးပဲ။တကယ်တော့ယောဂါဆိုတာစိတ်ကနေပြီးတော့မှဖြစ်တာ90%သွားတာကင်ဆာကအစကျန်တဲ့ဒီစီးကျိတ်တွေကြောက်ကပ်ဘက်ကိုသွားတဲ့ဥစ္စာနှလုံးသွေးတို့ဒီကိစ္စတွေကဒီ stress ထဲမှာပါလာတဲ့အခါမှာဖိစီးမှုများလာလို့ရှိရင်နှလုံးကပုံမှန်အလုံးမလုပ်တော့လို့ရှိရင်ကြောက်ကပ်မှာသွားပြီးဒုက္ခပေးတယ်
ပြီးတော့မှသွေးတိုးတဲ့ကိစ္စတွေမှာသွားပြီးတော့မှဖြစ်လာတယ်အဲ့ဒါကပိုများတယ်လို့ဒါဆေးပညာပြောပြထားတာဆိုတော့ကျွန်တော်တို့ကဘာလို့စင်ကျင်ဖို့လိုလာလဲဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်များများစင်ကျင်လာတဲ့အခါမှာဖခင်ရဲ့ဂတိတော်နဲ့သွားတဲ့အခါမှာအဲ့ဒီပုံမှာဖခင်သခင်တက်တည်ထူတာဖခင်ရဲ့နှုတ်ကပတ်တော်ဆိုဖခင်သခင်ကအဲ့ဒီစကားကိုကြားပြီးနားထောင်ရင်နားထောင်တဲ့သူရဲ့အပေါ်မှာဖခင်သခင်လက်တွေ့လုပ်ပြီးတယ်လုပ်ပြီးတဲ့အခါကျတော့ကိုယ်တက်တာတွေမှာအဲ့ဒါတက်တည်ဖြစ်လာအောင်အဲ့လိုလုပ်ရင်ねကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ပို့ပြီးတော့မှလုပ်ရေးလာနှုတ်ကပတ်တော်နဲ့ညီတက်ရှင်ရေးလာအဲ့လိုမဟုတ်ရင်တော့လောကအရာတွေပဲကြားတယ်ဆိုလို့ရှင်တော့ခုနကျွန်တော်တို့ဖိစီးမှုများလာရင်ယောဂပို့ပြီးတော့ထူပြောတဲ့အခြေအနေမျိုးထိရောက်လာတယ်ဒါကြောင့်နှုတ်ကပတ်တော်နားထောင်ပြီးကာလအချိန်ကိုရွေးနှုတ်တာဒီကျွန်တော်တို့ကိုယ်ခန္ဓာကျမ်းမာခြင်းအတွက်ကိုပါကောင်းကြီးဖြစ်စီတယ်ဆိုတာကိုနားလည်ရပါဆိုတော့ဒီကျမ်းစကားကိုရေးတဲ့တမန်တော်ကြီးရှင်ပေါလုကဒီနှုတ်ကပတ်တော်ကသူ့ရဲ့အသက်တာထဲမှာတကယ်ဖြစ်လားဆိုလို့ရှိရင်တကယ်ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ဆိုတော့တမန်တော်ကြီးရှင်ပေါလုကသူဒီဖိလိပ္ပိမြို့ကိုသွားတဲ့ဖိလိပ္ပိအသင်းတော်ကိုသူထပ်ပြီးရေးတဲ့အခါမှာဒီကျမ်းစာလေးကိုလည်းတွေ့ရပါတယ်ဆိုတော့ဒါဘယ်လောက်မှလဲဆိုလို့ရှိရင်ဖိလိပ္ပိဩဝါစာခန်းကြီး3ခန်းငယ်9ကနေ10ထိမှာโอเคကျွန်တော်တူတူဖတ်ကြည့်ရအောင်နှုတ်ကပတ်တော်သို့တော်လည်း ဒီမှာသူတိချာပြောပြီးငါရဲ့အကျိုးစီးပွားကိုပြုစုတဲ့အရာရှိသမျှစုံးစီသောအရာကဲ့သို့ခရစ်တော်ကြောင့်ငါထင်မှတ်တယ်လို့ပြောတာပြီးတော့ထိုသခင်ယေရှုသိတဲ့ပညာကဘယ်လောက်တောင်မြတ်လဲဆိုလို့ရှိရင်လောကမှာရှိနေတဲ့အကျိုးရှိပါတယ်ဆိုတဲ့အရာတွေအကုန်လုံးသူသည်အရှုံးခံလိုက်တယ်လို့ပြောတာဆိုတော့တမန်တော်ကြီးရှင်ပေါလုကဘယ်လိုပုံကူမျိုးလဲလို့ကျွန်တော်နည်းနည်းလေးသူ့အကြောင်းဆင်ခြင်ကြည့်တဲ့အခါမှာတမန်တော်ကြီးရှင်ပေါလုကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပြီးတော့မြင့်မြတ်တဲ့လူမျိုးဖြစ်တယ်ဣသရေလတိုင်းပြည်ကရှောလမုန်ကာလပြီးသွားတဲ့အခါမှာနှစ်ချမ်းခွဲသွားတယ်တောင်ပိုင်းယူဒပြည်နယ်နဲ့မြောက်ပိုင်းဣသရေလ10နယ်ဆိုပြီးပြောတယ်တောင်ပိုင်းမှာလူမျိုး3ခုပဲကျန်တော့တယ်ဘယ်သူတွေလဲဆိုလို့ရှိရင်ယူဒရဲ့ဗေယမင်ရဲ့လေဝိရဲ့3မျိုးပဲသူတို့ကျန်တော့တယ်ဆိုတော့အဲ့ဒီအဲမှာသူကဗေယမင်မျိုးနွယ်ဖြစ်နေတာယူဒလူမျိုးတွေရကြည့်မယ်ဆိုလို့ရှိရင်တကယ်လူမျိုးစစ်ဖြစ်နေဒါတော့နှစ်ပေါင်းထောင်ချီကြာနေပြီလူမျိုးမပြတ်ပဲကြံခဲ့တဲ့သူဖြစ်တယ်ဆိုတာတွေ့ရတယ်ဗေယမင်ဆိုတာပြီးတော့တဲ့သူကဘာလဲဖြစ်လဲဆိုလို့ရှိရင်ယောမနိုင်ငံသားဆိုတာကအဲ့ဒီခေတ်ခါတော့ကယောမနိုင်ငံယောမလူမျိုးတွေကကြံတဲ့လူမျိုးတွေကိုဘာလုပ်ခဲ့လဲဆိုလို့ရှိရင်တိုင်းပြည်ကိုတိုက်ပြီးတော့မှသိမ့်ပိုက်ခဲ့တာကိုလိုနီပြုတ်ခဲ့တာ emperor လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့လည်းအင်္ဂလိပ်လက်အောက်မှာကြာခဲ့ဘူးလေဆိုတော့အင်္ဂလိပ်ကကိုလိုနီပြုတ်တာဆိုတော့ emperor ပဲသူကဘယ်လို emperor ဖြစ်လဲဆိုတော့နေမဝင် emperor ပေါ့ဆိုတော့သူ့ရဲ့အင်္ဂလိပ်ကဒီ British ကကြတော့အခုယောမလည်းဒါမျိုးကိုပြောတာသူ့ရဲ့တိုင်းပြည်အကုန်လုံးကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့မှကျုံပြုတ်ထားတာသိမ်းပိုက်ထားတာအဲ့ဒီယောမအစိုးရရဲ့မွေးရာပါ citizen ရထားတာနိုင်ငံသားရထားတာတကယ်အကြီးမြတ်ဆုံးဥပမာအမေရိကပေါ့အခုအမေရိကကကျွန်တော်နိုင်ငံလာလို့ရှိရင် visa မလို့သူ့နိုင်ငံပတ်စံကိုကင်ပြီးသူဒီမှာလာလဲလို့ရှိရင်ပတ်စံတစ်ချက်ကို4000ရတာအဲ့လိုပုံစံမျိုးကျွန်တော်တို့ကအမေရိကသွားမယ်ဆိုလို့ရှိရင်မရအောင်အခုဆိုလို့ရှိရင် visa တွေပိတ်ထားတယ်သူ့နိုင်ငံတစ်ချက်ကိုဝယ်မယ်ဆိုကျွန်တော်တို့4000နဲ့ဝယ်ရတယ်သူ့နိုင်ငံ100ဆိုလို့ရှိရင်ကျွန်တော်4သိန်းနဲ့ဝယ်ရတယ်အဲ့ဒီလိုကွာတော့ပြောချင်တာဆိုတော့အဲ့ဒီယောမနိုင်ငံသားရထားတာအဲ့ဒီခေတ်ကတော့ပြီးတော့ပညာရည်ချင်းဆိုလို့ရှိရင်အဲ့ဒီခေတ်တုန်းက Texas ဆိုတဲ့တက္ကသိုလ်ရှိတယ်အဲ့ဒီတက္ကသိုလ်ဆင်းဖြစ်တယ်ပြီးတော့ဂျူးလူမျိုးတွေမှာဘာသာရေးမှာဥဆောင်တဲ့ဒီပါရီရှဲပေါ့ဂမ်လီလာဆိုတဲ့ပုဂ္ဂိုလ်ရဲ့တပည့်တကယ်နာမည်ကြီးတဲ့သူပြီးတော့မှ Play Store ရဲ့တပည့်လို့လေသူကပြောတယ် Play Store ဆိုတာလောကထဲမှာဒါအတွေးခေါ်ပညာရှင်ကြီးရဲ့တပည့်ဖြစ်ခဲ့တယ်ဆိုပြီးတော့လေဒါပြောတာတွေ့ရတယ်ပြောနောက်တစ်ချက်ကြည့်လို့ရှိရင်ဒီပါရီရှဲအတိုင်းဝိုင်းနေမှာဆိုလို့ရှိရင်
तू ကပါရိရှေတရားကိုကျင့်တဲ့သူတက်မဟုတ်ဘဲနဲ့မှာဘာဖြစ်နေလဲဆိုလို့ရှိရင်အခွင့်အာဏာပေးအချင်းခံရတဲ့သူတော့တဘောကဂျူးဘာသာဝင်တွေကိုဂျူးဘာသာကိုဆန့်ကျင်တဲ့ဘာသာဆိုပြီးတော့ခရစ်ယာန်ဘာသာကိုသုံးတဲ့အတွက်ကြောင့်မလို့ဒီတတိဖန်တို့ဒီအသင်းတော်ညှင်းဆဲတဲ့အရာတွေမှာလူတွေကိုခေါ်ပြီးတော့မှတတ်တဲ့ကိစ္စမျိုးအဲ့ဒီကိစ္စမျိုးကိုတာဝန်ယူပြီးတော့မှဆောင်ရွက်ရတဲ့သူအခွင့်အာဏာရှိတဲ့သူဒီခုနပြောနေတဲ့တမန်တော်ကြီးရှင်ပေါလုကအဲ့ဒီအချိန်တော့ရထားတာဆိုတော့ဒါသူ့ရဲ့အရေးချင်းနဲ့သူ့မှာရှိနေတဲ့အရာလူငယ်လေးပဲရှိနေတယ်အဲ့အရွယ်မှာသူကလူငယ်လေးဆိုတော့သူဘာဖြစ်လဲဆိုလို့ရှိရင်တိုးတက်ဖို့အတွက်အများကြီးရှိတယ်အခုနကသူ့ဒီမှာရှိနေတဲ့ဘွဲနာမတွေနဲ့ဆိုသူဒီတောက်လျှောက်တက်သွားဖို့အချင်းကြီးရှိတယ်နောက်တစ်ခုကသူဒီပါရိရှဲဖြစ်တဲ့အတွက်အမေအဖေကသုံးမကုန်နိုင်အောင်ချမ်းသာတဲ့သူတွေအဲ့လောက်ထိချမ်းသာကြွယ်ဝမှုနဲ့ဂုဏ်အရှိန်ရှိတဲ့သူဖြစ်တယ်ဒါပေမဲ့အဲ့ဒီလူရှိနေတဲ့အရာကိုခရစ်တော်ကိုတွေ့တဲ့အခါမှာဒီဓမ္မသက်မြို့သွားတဲ့လမ်းဒါကျွန်တော်သိပါတယ်သွားတဲ့အခါမှာခရစ်တော်ကနေထက်ထွန်းတောက်တဲ့အလင်းနဲ့ပေါလုကိုလှမ်းပြီးတော့မှစကားပြောတယ်သူဘေးနားမှာပါတဲ့သူတွေမသိဘူးရှောလူမင်းငါ့ကိုဘာလို့နှိပ်စက်တာလဲဟာကိုရဘာမှနှိပ်စက်လို့လေအေးမင်းအသင်းတော်ကိုနှိပ်စက်တာယုံကြည်သူကိုနှိပ်စက်တာငါ့ကိုနှိပ်စက်တာ ਨੇ အတူတူပဲဆိုလို့မှပြောတာအဲ့ဒီကြတော့မှ तू ကဟာငါမှားနေပြီဆိုတော့တိလေတိသွားအောင်သူ့တက်တာချက်ချင်းပြောင်းလဲပြီးတော့မှအသက်တာပြန်ဟိုခရစ်တော်ဘက်ကိုပြန်ပြီးတော့မှအသက်ရှင်တာအဲ့ဒီအချိန်ကနေစပြီးတော့ခုနပြောတဲ့သူ့ရဲ့ပိုင်ဆိုင်တဲ့ဥစ္စာတွေအကုန်လုံး तू အရှုံးခံလိုက်တာမှန်ကန်တဲ့ဘက်မှာရက်တည်လိုက်တာဒါကြောင့် तू ခုနနှုတ်ဘက်တော်မှာဒါကိုပြောတယ်ငါခရစ်တော်အတွက်ငါအကုန်လုံးကိုငါရှုံးခံလိုက်တယ်ပြီးတော့မှခရစ်တော်အတွက်ကိုကြံတဲ့အရာတွေဘာမှမဟုတ်ဘူးခရစ်တော်ကိုသိတဲ့ပညာရတယ်ဆိုလို့ရှိရင်ဒါအားလုံးကိုရတာ ਨੇ အတူတူပဲဆိုပြီးတော့မှအသက်ရှင်သွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့ကျွန်တော်အသက်တာထဲမှာကျွန်တော်ပြန်ပြီးစမ်းစစ်ရအောင်ကျွန်တော်လောကနဲ့သက်ဆိုင်တဲ့အရာတွေရှာရမယ်ကျွန်တော်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတစ္ဆာရှိသွားတယ်ကျွန်တော်အသုံးချရမယ်ဒါပေမဲ့ဒီအရာတွေမှာပဲကျွန်တော်စိတ်ဆွဲလန်းနေလားကျွန်တော်အလုံးမှာပဲစိတ်ဆွဲလန်းနေလားကျွန်တော်ပညာနဲ့ပဲပတ်သက်ပြီးတော့မှလောကပညာနဲ့ပဲပတ်သက်ပြီးစိတ်ဆွဲလန်းနေလားဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့သတိထားရအောင်ကျွန်တော်တက်တာထဲမှာလုံဆရာရှိတာလုံရမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆွဲလန်းနေတဲ့အရာကျွန်တော်တက်မှတ်နေတဲ့အရာဒီနံပါတ်1နှုတ်ကပတ်တော်နဲ့ခရစ်တော်ပဲဖြစ်ရမယ်ဒါဆိုကောင်းကြီးဆက်ရှိသွားလိမ့်မယ်မဟုတ်ရင်တော့လောကအရာကျွန်တော်တို့ပြည့်စည်လာရင်ကျွန်တော်လောကမှာခုနယောဂတွေရှိလာမယ်စိတ်ကလည်းဖြစ်စီမှုရှိလာပြီဝိညာဉ်ကြီးကလည်းကြဆင်းတဲ့အခါမှာမာနကကျွန်တော်တို့ကောင်းကောင်းလှည့်စားသွားတဲ့အသက်တာမျိုးဖြစ်သွားမယ်ဆိုတာတွေ့ရတယ်ဆိုတော့သခင်ယေရှုနဲ့တွေ့တဲ့သူတယောက်ရဲ့အကြောင်းကိုလည်းကျွန်တော်ကြည့်ရအောင်ဒါရှမသက်ခရစ်ခန်းကြီးမာကုထေရဥစ္စာကိုကြည့်မယ်ရှမကုခရစ်ခန်းကြီး10ငွေ21မှာအဲ့ဒီပုဂ္ဂိုလ်ကချမ်းသာဂျူးထဲမှာအရာရှိဖြစ်တယ်သခင်ယေရှုနဲ့လာတွေ့တော့သခင်ယေရှုသူပြောတယ်ကျွန်တော်ကောင်းကင်နိုင်ငံရောက်ဖို့ဘာလုပ်ရမလဲတကယ်ရှိတော့သူ့ပြောတယ်အာမင်းဂျူးတွေမှာပြည့်ညက်ရှိတယ်အဲ့ဒါကြီးလိုက်လျှောက်သူတို့ဘာသားမရအောင်မပြစ်မှားနဲ့သူများကိုကျေးဇူးပြုဘုရားသခင်ကိုဦးစားပေးတဲ့အသက်တာနဲ့အသက်ရှင်ကျွန်တော်အဲ့ဒါကြီးအကုန်လုံးလုပ်ပြီးပြီပြောတာပြောတော့အိမ်မှာသခင်ရှိတော့သူ့ပြန်ပြီးတော့မှတခွန်းပြန်ပြောတာတွေ့ရတယ်အဲ့ဒါလေးကိုဖတ်ကြည့်အောင်ယေရှုကသူ့ကိုကြည့်ပြီးတော့ချစ်လို့တဲ့ချစ်လို့ဆိုတာဘာဖြစ်လို့လဲသိလား तू လောကမှာအသက်ရှင်နေတာခုနကျွန်တော်ပြောခဲ့သလိုပဲလောကအတွက်ပဲ तू မှာရှိနေတာတမလွန်အတွက် तू ဘာမှမပါသေးဘူးလောကမှာကြွယ်ဝချမ်းသာနေတယ်လောကမှာကောင်းစားနေတယ်ဒါပေမဲ့ကောင်းကင်တော့ तू မရောက်သေးဘူးအဲ့ဓာတွေကိုယဉ်နီမြုပ်နှံပြီးတော့မှကောင်းကင်မှာဗန္နာရဖို့အတွက်အသုံးပြုပါလို့ပြောတာဒါကြောင့်ဘေးမှာရှိတာတွေရောင်းတဲ့ပြီးတော့မှဆင်းရဲသားတွေကိုသွားပေးပါအဲ့ဒါဆိုပြီးကောင်းကင်မှာဗန္နာရှိလိမ့်မယ်ကျွန်တော်တခင်ရှုပြောခဲ့တဲ့ဥပမာပဲကျွန်တော်တို့စီမှာရှိနေတဲ့အချို့အရာတွေကိုကျွန်တော်ယဉ်နီမြုပ်နှံပြီးတော့မှ
ထာဝရတဲ့ပါဝါဖို့ကျွန်တော်အသုံးပြုရအဲ့ဒါကိုပြောတာပြီးတော့မှငါနောက်ကိုလိုက်ပါဆိုနှုတ်ကပတ်တော်နဲ့ညီအသက်ရှင်ပါခုနကြားပြီးတော့မှနားထောင်တဲ့သူဖြစ်မင်းငါနောက်ကိုလိုက်ပါမင်းရဲ့အတ္တမင်းလိုချင်တဲ့အရာမင်းဖြစ်ချင်တဲ့အရာတွေအကုန်လုံးကတော့ထားခဲ့လိုက်တော့တော့ဘာပြောတာလဲဆိုရင်အဲ့ခေတ်တုန်းကကားတိုင်းဆိုတာကသေလမ်းပဲအဲ့ခေတ်တုန်းကကားတိုင်းကကားတိုင်းလို့ပြောတာ ਨੇ ဒါသေမှုသေကြပါ යි ပြီးတော့မှဘာမှဆက်လုပ်လို့မရတော့တဲ့ကဏ္ဍမျိုးဒါကြောင့်ကိုကားတိုင်းကိုထမ်းပြီးတော့ဆိုတာမင်းရဲ့အလိုဆန္ဒနဲ့မင်းရဲ့အတ္တတွေအကုန်လုံးထားခဲ့လိုက်ပြီးတော့မှခရစ်တော်နောက်ကိုလိုက်ပါလို့ပြောတာငါတပည့်ခံပြီးလိုက်အခုလေကျွန်တော်တို့အဲ့ဒါပြောတာဒီနှုတ်ကပတ်တော်တွေနေ့ကျွန်တော်တို့အတွက်ကိုသွန်သင်နေတဲ့အရာဆိုတော့ကျွန်တော်ရှိရပိုင်ဆိုင်တဲ့ဥစ္စာတွေအကုန်လုံးရောင်းပြီးတော့မှတခုခုလုပ်ဖို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ရှိနေတဲ့ပိုင်ဆိုင်တဲ့အရာတွေနဲ့ကျွန်တော်တို့မှာရှိနေတဲ့အတတ်ပညာတွေနဲ့ကျွန်တော်လုံနိုင်တဲ့အရာတွေအဲ့ဓာတွေကိုဘယ်အတွက်အသုံးပြုမလဲအဲ့ဓာတွေကိုကျွန်တော်တို့ဘယ်လိုအသုံးပြုနေသလဲကိုယ့်အတွက်ပဲကိုယ်အသုံးပြုနေတာလားထာဝရကာလထိပါမဲ့အရာအတွက်ကျွန်တော်တို့အသုံးပြုနေတာလားအဲ့ဒါကိုပြန်စမ်းစစ်ဖို့ပြောတာပါဒီလူငယ်လေးကတော့ကေတင်ချင်းတော့ရတဲ့သဘောပါပဲဒါပေမဲ့သူဒီတဲ့ငွေရတတ်တဲ့သူဖြစ်တဲ့အခါမှာခေါင်းကိုက်စိုက်ချပြီးတော့မှပြန်ဆုတ်သွားတယ်လို့ပြောတာလောကအရာနဲ့ကောင်းကင်ကို तू မလေးဘူးကျွန်တော်အခုပြောနေတာဒါဆိုလို့ရှိရင်အကုန်လုံးသွားရောင်းပြီးတော့ငါတို့လုံးတခုခုမှလှူပြီးတော့လုပ်ရမလားကျွန်တော်အဲ့လိုပြောနေတာမဟုတ်ဘူးကျွန်တော်တို့ပါဝင်နေဆိုလို့ရှိရင်တော့တေချာလေးစနစ်တကျဘုရားသခင်နဲ့လမ်းညွှန်မှုအောက်မှာသွားပြီးတော့မှလှုပ်ဆောင်ရမယ်အကျိုးရှိဖို့ထာဝရကာလအတွက်အကျိုးရှိဖို့အတွက်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်ဆိုတော့ဒါတွေကရှိတဲ့ဆရာဆရာမတွေရှိတယ် steady လုပ်ပါကျမ်းစာလေ့လာပါနှုတ်ကပတ်တော်ကိုယ်တိုင်ဆင်ခြင်ပါဖတ်ပါနော်အဲ့ဒီအချိန်လေးပေးတယ်ဆိုတော့အဆင်ပြေပြီအခုကျွန်တော်ဆိုလို့ရှိရင်ဖုန်းရမ်းသုံးတယ် social media ပေါ့ Facebook သုံးပြတယ်သတိထားမိတယ်ကိုယ့်ကိုယ်လေတစ်ခေါက်ကင်လိုက်လို့ရှိရင်တစ်ခါကျတော့ပါသွားတနားရီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်အချိန်ကိုပြန်ရွေးနှုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုပြန်စဉ်းစားမှာငါဖုန်းကြည့်တော့မယ်ဆိုနိုင်မှတ်ထားလိုက်နိုင်ရအခု7နိုင်ခွဲငါဖုန်းကြည့်တော့မယ်တနားရီခွဲတီသွားမှာတနားရီသုံးမယ်ဆိုတနားရီရောက်လို့ရှိရင်ဖြတ်အဲ့ဒီအချိန်မှာကျွန်တော်တို့အခြားအဝေးတစ်ခုကိုကြည့်လိုက်ဒါကျွန်တော်လုံမဲ့ဥစ္စာကိုပြောပြတာဆိုတော့မျက်လုံးကျွန်တော်မျက်မှန်သမားလည်းဖြစ်တဲ့ကမျက်စိတွေကတစ်ခုတည်းကိုပဲအမြဲတမ်းကြည့်နေလို့ရှိရင်မျက်လုံးကတိတ်မကောင်းအဲ့တော့ तू အများကြီးကြည့်ပြီးရတယ်အလေကိုကြည့်မယ်ဟိုအဝေးကိုလှမ်းကြည့်ပြီးတော့မှနှုတ်ကပတ်တော်တစ်ခုကိုဆင်းခြင်းဒါမှမဟုတ်ဆုတောင်းတစ်ခုခုအတွက်ကိုကျွန်တော်ဆုတောင်းပေးလို့ရတယ်တရားရောက်ပေါ့ဆိုတော့အလုံးလုံးနေတဲ့အချိန်မှာတော့သွားပါကိုလှုပ်ရှားရှိတဲ့ကိစ္စကိုလုပ်မယ်ခုနပြောသလိုဒီ social media ကိုသုံးတော့မယ်ဆိုလို့ရှိရင်တော့ဒီလိုလေးဖျားအတွက်ဖဲ့ပေးလိုက်လို့ရှိရင်အရန်ကျိုးရှိမှာအဲ့လိုပြောပြတာပါအားတဲ့အချိန်မှာကိုလုံနေတဲ့အရာတွေကဘယ်လိုကျွန်တော်တို့ကိုယ့်ရဲ့အချိန်ကို manage ပြန်လုပ်မလဲဒါကိုကျွန်တော်ပြန်ပြီးတော့မှစီစစ်ဖို့အတွက်ကိုကာလအချိန်ကိုရွေးနှုတ်တက်ဖို့အတွက်ကိုဒါကိုပြောချင်တာโอเคဟုတ်ပြီဆိုတော့ကျွန်တော်တို့ဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်ကျွန်တော်အဆုံးသတ်ဖို့ပိုင်းလေးဖြစ်ပါတယ်ဆိုတော့နှစ်ကောခန်းကြီးငါငယ်30မှာကျွန်တော်တို့တစ်ချိန်ကြာလို့ရှိရင်ခရစ်တော်ရဲ့တရားပလင်ဆိုတော့ကျွန်တော်စောင့်နေတယ်ကောင်းကင်ရောက်လို့ရှိရင်ဆိုတော့ကျွန်တော်တို့ငရဲပြန်သွားမှာမဟုတ်ဘူးသခင်ယေရှုကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူကကောင်းကင်ရောက်ရင်ကျွန်တော်တို့ဘာကိုရမလဲဆိုလို့ရှိရင်ကောင်းကင်မှာတဲ့နှစ်မျိုးရှိတယ်တစ်ခုကကြတော့အကျိုးရမယ်နောက်တစ်ခုကကြတော့အပြစ်ကိုရမယ်ဆိုတော့ဒါလေးကိုဖတ်ကြည့်အောင်အဲ့ဒါငရဲမဟုတ်နော်ငရဲအတွက်စီရင်မဲ့ဥစ္စာကြောင့်ပလင်ဖြူလို့ခေါ်တယ်ဒါယုံကြည်သူအတွက်ကိုကောင်းကင်ရောက်လို့ရှိရင်စီရင်မဲ့အရာခရစ်တော်ရဲ့တရားပလင်အဲ့ဒီတရားပလင်ရောက်လို့ရှိရင်သူကနှစ်မျိုးပဲရှိတယ်တစ်ခုကအကျိုးတစ်ခုကအပြစ်ကိုပြီးတဲ့အခါမှာကျွန်တော်တို့ကငရဲပြန်ကြမှာတော့မဟုတ်ဘူးရတဲ့ရထိုက်ရဲ့သားနဲ့မရတဲ့အတွက်ကြောင့်မလို့ဆုံးရှုံးသွားတဲ့အရာဒီအဲ့ဒါအပြစ်ပဲအဲ့ကျွန်တော်နားလည်လားမသိရတဲ့ရထိုက်တယ်ဟာကွာဆိုတော့
အခုဘောလုံးပွဲပြီးသွားတဲ့အခါမှာမက်ဆီတို့ရိုနယ်ဒိုတို့ငိုရမလားငေါ့ပေါ့ဒါရတင်ရဲ့သားနေဆိုတော့တဘောကအဲ့လိုပုံစံမျိုးပေါ့ဥမာပြောတာပါနော်စပိန်ကတော့ပူကောင်းပါတယ်ရတင်ရဲ့သားနဲ့တဘောကကောင်းကင်ရောက်ရင်ဖခင်ကပေးထားရဲ့သားနဲ့အပေါ်မှာရလို့ရှိရင်ရတင်ရဲ့သားနဲ့မရတာဟာကွာဆိုပြီးတော့မှအဲ့ဒါကထာဝရအတွက်ဆုံးရှုံးမှုဖြစ်သွားပြီကောင်းကင်ရောက်ရင် level ကြီးကွာဝါမယ်သဘောရှိတယ်ဆိုကိုခန္ဓာ၌ကျင့်တော့ကျင့်ဆိုတာကားတိုင်ရဲ့နောက်ပိုင်းအသက်ရှင်မဲ့ဥစ္စာသခင်ယေရှုကိုကိုယ့်ရဲ့ကယ်တင်ပိုင်ရှိပြီးယုံကြည်လက်ခံလာပြီးတဲ့နောက်မှာသင်ဘယ်လိုအသက်ရှင်နေလဲဒီနေ့ချီဆောင်ခြင်းလာပြီဆိုလို့ရှိရင်ချီဆောင်ခြင်းလာပြီးတာနဲ့ကောင်းကင်မှာအဲ့ဒီခရစ်တော်ရဲ့တရားပလင်ကစောင့်နေတယ်ယုံကြည်သူအတွက်ကျွန်တော်တို့ကရပါတယ်လက်ခုပ်တီးရရင်ကျင်းနေပါပြီမဟုတ်အဲ့ဒီလက်ခုပ်တီးလို့မဟုတ်ဘူး तू ကနှစ်ခုပြောတာအကျိုးနဲ့အပြစ်လို့ပြောတာအဲ့ဒီအကျိုးကိုမရရင်ကအပြစ်ဖြစ်နေပြီဒါပေမဲ့ကျွန်တော်တို့ဘာလို့အပြစ်ဘက်ကိုစဉ်းစားနေရလဲကျွန်တော်ဘယ်ဘက်ကိုစဉ်းစားရမှာလဲငါအကျိုးရမှာလုံနိုင်တဲ့ဥစ္စာလည်းဖျားသခင်ပြင်ဆင်ထားတယ်ကာလအချိန်ကိုရွေးနှုတ်ပြီးတော့မှအသက်ရှင်တတ်ဖို့အတွက်လိုတယ်ဆိုတာဒီဥစ္စာကိုပြောချင်တာဆိုတော့နောက်တစ်ခုဒီခန္ဓာကိုယ်၌ကျင့်တော့အကျင့်ဆိုတဲ့ဥစ္စာကို तू ကပြန်ပြီးတော့မှတိုင်းတာလေးတစ်ခုရှိတယ်ဒါတစ်ကောခန်းကြီး3မှာတွေ့ရပါတယ်ဒါလေးကတစ်ချက်ချင်းကျွန်တော်ဆင်ခြင်မှုဖြစ်တယ်ခန်းငယ်7မှာကျောင်းမူကားယေရှုခရစ်ဒီဟုသောချလျက်ရှိသောတိုက်မြစ်မှတပါခြားသောတိုက်မြစ်ကိုဘယ်သူမျှမချနိုင်ထိုတိုက်မြစ်အပေါ်၌ရွှေငွေကြောက်ကောင်တစ်သားမြက်ပင်ကောက်ရိုးများကိုထပ်ဆီးပြီးတိဆောက်သောသူရှိသည်မြအသီးသီးလှုပ်သောလှုပ်သည်ထင်ရှားလိမ့်မည်ဘယ်သို့နည်းဟုမူကားဟောပြချိန်နေ့ရက်သည်မိအားဖြင့်ထင်ရှားလိမ့်မည်လူတိုင်းလှုပ်သောလှုပ်သည်အဘယ်လှုပ်ဖြစ်သည်ကိုမိသည်စစ်ကြောစုံစမ်းလိမ့်โอเคရပြီဆိုယေရှုခရစ်ဒီဟူသောချလျက်တိုက်မြစ်ဆိုတာကြတော့သခင်ယေရှုကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့အရာအဖြစ်မဲ့ကျွန်တော်ကောင်းနေရအောင်မယ်အဲ့ဒီနေ့ကနေစပြီးတော့ကျွန်တော်တို့ဘာတွေထပ်ဆင့်ပြီးတော့တည်ဆောက်လဲအဲ့ဒါထာဝရကာလပါမဲ့အရာအခုနအဲ့ဒါကျွန်တော်လောကထဲမှာအချိန်ကိုရွေးနှုတ်ပြီးတော့မှကောင်းကင်ထိရောက်သွားမဲ့အရာအဲ့ဒါအရေးကြီးတာအဲ့ဒီအပေါ်မှာထပ်ဆင့်ပြီးတော့မှတိဆောက်တယ်တဲ့ဆိုတော့ထပ်ဆင့်ပြီးတိဆောက်တဲ့အခါမှာဒီမှာသူပြောပြတယ်စနစ်မှာကြတော့တိုက်မြစ်အပေါ်မှာရွှေငွေကြောက်ကောင်းဒါတပိုင်းသွားမယ်တစ်သားမြက်ပင်ကောက်ယုံထပ်ဆင့်ပြီးတိဆောက်တော်သူရှိသမျှဆိုတော့ဥမာလေးပေးထားတာဒါလည်းတမန်တော်ရှင်ဘောလူပြောထားတာပဲရွှေရှိတယ်ခုနအနီဒီယာဥစ္စာလောက်သွားတယ်တက်တိခံသွားတာနော်စစ်တယ်ဟာဘာနဲ့စစ်တာလဲဆိုတော့မီးနဲ့စစ်မှာတဲ့သူကရွှေငွေကြောက်ကောင်းနောက်တစ်ခုကဘာလဲတစ်သားမြက်ပင်ကောက်ယူအပေါ်မှာထက်ဆင့်ပြီးတော့တိဆောက်တယ်ပေါ်ပြချိန်နေရဲဆိုတာကောင်းကင်ရောက်လို့ရှိရင်အဲ့ဒါတွေမီးနဲ့စစ်မယ်ဒါဥမာပါကျွန်တော်လောကမှာလှုပ်ခဲသမျှအရာအကုန်လုံးခရစ်တော်ကဘာနဲ့စစ်ချမှာလဲမီးဆိုတာဘာကိုပုံဆောင်လဲနှုတ်ကပတ်တော်နဲ့ကျွန်တော်တို့အတိတရားနဲ့တော့မဟုတ်ဘူးဒါကြောင့်ဒီနှုတ်ကပတ်တော်အရေးကြီးတယ်ဆိုတော့အဲ့ဒါကိုပြောတာကျွန်တော်တို့သိပြီးတော့မှကြားပြီးတော့မှလက်တွေ့မလှုပ်တာအချို့ကသိအောင်မသိဘူးပြီးရောတာဘာလို့ तू မလေ့လာတာ तू မနားမထောင်တာဒီမှာပြောတာမီးဆိုတာပုံဆောင်ထားတယ်မီးဆိုတာဘာလဲဆိုနှုတ်ကပတ်တော်နဲ့ तू ကပြန်ဆက်တာပြန်ဆက်တဲ့ခါမှာမီးကကြံခဲ့တဲ့ဥစ္စာဆိုလို့ရှိရင်ကြောက်ဆိုတာကြတော့အပူချိန်1600ဒီ pressure ပေးပြီးတော့မှဒီကောင်ရလာတဲ့ဟိုခိုင်မာမှုဆိုတော့ဒါမီးကြိုက်တဲ့လောက်ပေးဘာမှဖြစ်လာစရာအကြောင်းမရှိဘူးကြောက်ကနောက်တစ်ခုကကြတော့ရွှေလောင်သွားတယ်အရေပျော်သွားတယ်ဒါမှမဟုတ်ပျောက်သွားတာအငွေ့ပြန်သွားတာမရှိဘူးငွေလဲဒီလိုပါပဲအခုဒီမှာကြတော့ခုနပြောတဲ့တစ်သားမြက်ပင်ကောက်ယူဒါလောက်တော့လုံနေတာပဲဒါပေမဲ့မီးနဲ့ဆက်လိုက်ဒီကောင်လေးကဘာဖြစ်သွားနိုင်လဲလောင်သွားမယ့်အရာတွေဖြစ်နေတာဟုတ်ဆိုတော့ကျွန်တော်တို့တက်တာထဲမှာကျွန်တော်တို့တစ်သက်လုံးလှုပ်လာတဲ့အရာကကောင်းကင်ရောက်ရင်ဘာမှမကြံဘူးဆိုဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲ
မတက်နိုင်ဘူးမတက်နိုင်လို့မရအောင်ဆိုတော့ကောင်းကင်ရောက်လို့ရှိရင်ဘုရားကကျွန်တော်တို့ဘာလုပ်မလဲဆိုတော့စုပေးမှာအသက်ရှင်လို့ရရဲ့သားနဲ့မရှင်တာကတော့ဘုရားခင်အပြစ်တင်မှာကျွန်တော်လည်းဝမ်းနေရမယ်ကျွန်တော်လည်းစိတ်ပြည့်ရမယ်ထာဝရကာလမှာဆိုတော့အောက်မှာတော့ပြောထားပါတယ်15မှာတာကုနာကျမ်းစာရဲ့15လေးခြေသူ၏တို့ကျွမ်းလာပြီးထိုသူသည်ရှုံးခံရလိမ့်မည်သို့တော်လည်းမိနှင့်တကယ်လို့သူသည်ကဲ့တင်ခြင်းတို့ရောက်လိမ့်မည်ကဲ့တင်ခြင်းတော့ရောက်မယ်တဲ့မီးဆိုတဲ့ထာဝရမီးနဲ့တော့လွတ်မယ်တဲ့ဒါပေမဲ့အရှုံးခံရမယ်ယုံကြည်သူတွေအိစကားအရေးကြီးတယ်တင်ကမယုံကြည်သူဆိုလို့ရှိရင်ဒါအရေးမကြီးသေးဘူးယုံကြည်သူဆိုလို့ရှိရင်ထာဝရကာလမှာတင်ရှုံးမှာကျွန်တော်အချိန်ရှိသေးလားဘယ်တော့လဲအခုပါပဲကျွန်တော်တို့ရွေးနှုတ်ရမယ့်အချိန်ဆိုတော့နှုတ်ကပတ်တော်အချိန်ပေးပါကျွန်တော်ကိုယ်တိုင်အသက်တာထဲမှာတမန်တရားနဲ့သွားလာဖို့အတွက်ဆုံးဖြတ်ပါကျမ်းစာမဖတ်ဘူးဆိုလို့ရှိရင်တရက်ကိုအနည်းဆုံး15မိနစ်လောက်စပြီးဖတ်ပါဆုတောင်းပါသင်ကကျမ်းစာကိုစဖတ်တဲ့အချိန်မှာသင်ဖတ်ရင်နဲ့နိုင်လှမ်းကြည့်လိုက်တဲ့အချိန်မှာငါတနားရီလောက်ဖတ်နေပြီလို့ထင်ပေမဲ့အဲ့ဒါ9မိနစ်လောက်ပဲရှိနေအောင်ပါအဲ့ဒါဖြစ်တတ်တာပါဒါပေမဲ့နောက်ပိုင်းသင်ဖတ်ရင်းနဲ့အထဲမှာဝิญဉ်တော့သင်ကိုလမ်းပြဖော်ပြလိုက်နိုင်ရီအများကြီးကြာလာလေသင်မသိတော့ထမင်းစားဖို့တော့မိသွားတဲ့အခြေအနေမျိုးတွေလည်းဖြစ်လာပါလိမ့်မယ်ပြီးတော့မှနှုတ်ကပတ်တော်နဲ့ညီအသက်ရှင်မယ်လို့ဆုံးဖြတ်ချက်ချလို့ရှိရင်အဲ့ဒီနှုတ်ကပတ်တော်နဲ့ညီအသက်ရှင်ဖို့အတွက်ကျွန်တော်တို့မှာခက်ခဲတဲ့အရာတွေကအသက်တာထဲမှာကြုံလာရပါလိမ့်မယ်ဒါပေမဲ့ဖခင်ရဲ့ဂတိတော်ဖြစ်တဲ့အတွက်နှုတ်ကပတ်တော်ပေါ်မှာပဲ stand လုပ်ပါကျွန်တော်အဲ့ဒီအရာတွေကောင်းကင်ထိပါမယ်ပြီးတော့လောကမှာလည်းဖခင်သခင်အသက်ရှင်နေဆိုတဲ့အရာကိုကျွန်တော်အသက်တာထဲမှာဒါတက်တည်ရဖို့အတွက်ဖြစ်လာပါတယ်ဒါကြောင့်ကာလအချိန်ကိုရွေးနှုတ်ပြီးတော့မှထာဝရကာလအတွက်အသက်ရှင်တော်သူများဖြစ်ဖို့အတွက်နေငယ်ဝင်ငါခြင်းပါလေအားလုံးပေါ်မှာဖခင်တားပြီးကောင်းချီးပေးပါစေ